ကုန်တိုင်းမှာသုံးတဲ့သူအားလုံးအနေနဲ့အခုလာမယ့်22ရက်နေ့မနက်ပေါ့နော်ကျွန်တော်တနင်္လာနေ့ပြီးတော့မှ9နာရီမနက်9နာရီအထိပေါ့ကျွန်တော်ဘန် software သုံးလို့မရဘူးဆိုပြီးတော့ကြော်ညာထားပေးတာဖြစ်ပါတယ်ဒီ mobile banking ထဲမှာလည်းကြော်ညာထားပေးတယ်ပြီးတော့ဒီကုန်ထိုင်ရဲ့ page ထဲမှာလည်းကြော်ညာထားတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီလိုမျိုးအချိန်တွေမှာဝင်လို့မရဘူးဆိုရင်တော့ကျွန်တော်အများအားပြောလို့ပဲ software တွေကိုလုံးဝမဖြတ်ပစ်ပါနဲ့လို့ပြောချင်ပါတယ်အဲ့ဒီအချိန်တွေမှာငွေလွှဲစရာရှိတာတွေငွေလုံးသူများလွှဲပေးစရာရှိတာတွေဖုံးမိထည့်တာတွေဆိုရင်တော့ကျွန်တော်ကြိုတင်ပြင်ဆင်ထားဖို့တော့လည်းကြိုတင်အသိပေးထားတာပေါ့နော်သူတို့ကတော့အမြဲတမ်းလတိုင်းလိုပဲ update တင်တာမျိုးတွေရှိတယ်အဲ့လိုမျိုး website တွေသူတို့ပြုပြင်တာရှိတာပေါ့နော်အဲ့တော့အဓိကကတော့ဒီလို ban software ဝင်လို့မရဘူးဆိုတချို့ကစိတ်ပူတော့မှ ban software ကိုဖြတ်ပစ်လိုက်တာမျိုးတွေဒါကတော့အဓိကတော့ဒီ ban ကိုအခုမှစသုံးတဲ့သူတွေဆိုရင်တော့စသုံးကစားလို့ဆိုစိတ်ပူတာမျိုးဖြစ်တတ်တယ်ပေါ့နော်ဒါပေမဲ့ဘာမှမလုပ်ပဲထားတာပါသူရဲ့တတ်မှတ်ထားတဲ့အချိန်ပေါ့မနေ့ကျွန်တော်တို့ဒီ9နိုင်ကျော်သွားလို့ရှိရင်တော့ဒါပုံမှန်တိုင်းပြန်သုံးလို့ရပါတယ်သူကတော့ကြော်ညာထားပြီးတော့ဒီညပေါ့နော်ဒီညပိုင်းဆိုတော့တော်တော်များများတော့လူတွေအဲ့ချိန်လောက်ရောက်ပြီးတနင်္လာနေ့ဆိုတာဒါပေမဲ့တချို့တော့မအိတ်တဲ့သူရှိတယ်တချို့ကညဆိုင်လှုပ်ဆင်းတဲ့သူတွေရှိတယ်ဒီလိုချိန်တွေမှာဝင်လို့မရဘူးဆိုရင်တော့ဘာမှစိတ်ပူစရာမလိုဘူးဆိုပြီးတော့ပြောထားပေးတာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီချိန်တွေမှာတော့အထူးကျွန်တော်တို့တော်တော်များများအနေနဲ့လွှဲလို့မရဘူးဆိုပြီးတချို့တွေက software ဖြတ်ပစ်လိုက်တယ်ပြီးတော့ဘန်ယုံပြန်ထည့်ရတာမျိုးရှိရပေါ့နော်အဲ့တော့အလုံးနည်းနည်းရှုပ်မှာပေါ့ဒီလိုမျိုးလုပ်ပြီးဆိုရင်တော့တော်တော်များများအနေနဲ့အဲ့တော့ကြိုတင်အသိပေးခြင်းဖြစ်ပါတယ်ဗျာအဲ့တော့အဓိကတော့ကုန်ထိုင်ဘန်ကကျွန်တော် software ဖွင့်တဲ့အခါမှာဆိုရင်တော့အဓိကကိုကပြန်ပြီးတော့အသစ်ပြန်ပြီးတော့ထည့်တဲ့အခါကြလို့ရှိရင်တော့လူသစ်ဒီအသစ်ဖွင့်တဲ့သူတွေလိုပဲ14ရက်ပြန်ပြီးတော့မှမတိုင်ခင်ပေါ့နော်အဝင်ထွက်အများကြီးလုပ်လို့မရဘူးဒါကိုလည်းအဓိကသိထားဖို့လိုပါတယ်တချို့ဆိုရင်တော့ခဏ software ထွက်တယ်ပြန်ထည့်တယ်ပြီးလို့ရှိရင်ပတ်စံအများကြီးပြန်ထွေးချင်တယ်မရရင်ခါပြန်ထွက်သွားပြန်တယ်အဲ့လိုမျိုးဆိုရင်တန်တရားလင်းနေတာတကယ်ကြတော့ကျွန်တော်တို့ဘန်ကကြတော့ဒီဘန် software ဆိုတာဟို game လိုမျိုးဝင်ကလိကစားစရာမဟုတ်ဘူးပေါ့နော်ကိုကလိုအပ်မှပဲသုံးတယ်အဲ့တော့အမြဲတမ်းခဏသွားဟိုတာနေတာနေဆိုဘန် software ခဏပြတ်တာမျိုးဖြစ်တတ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီဘန် software သုံးလို့မရတဲ့အချိန်တွေမှာလည်းဘာမှမဖြစ်ပါဘူးအဓိကတော့ကိုကကြိုတင်ပြင်ဆင်ထားဖို့အတွက်ပဲဖြစ်ပါတယ်ဗျအဲ့တော့ကျွန်တော်တို့အခုနောက်ပိုင်းမှာကျတော့ဘန် software တော့ထည့်တဲ့သူတွေတော်တော်များများဆိုရင်တော့ဘာဘန်မျိုးစားပဲဖြစ်ပေါ့နော်အဓိကအရေးကြီးဆုံးအချက်ကတော့ဘာလဲဆိုတော့ single နာမည်ပေါက်တူဖို့အတွက်အဓိကလိုပါတယ်အခုနောက်ပိုင်းမှာဆိုတော့ single နာမည်ပေါက်ကိုမှ single ထောက်ခံစာရွက်တွေတချို့ဘက်မှာလက်ယူရမယ်ဆိုကုန်တိုက်တွေမှာရှိရနော်ကုန်တိုက်တွေမှာဆိုရင်ကျွန်တော်တို့အဓိက single ယုံ1 2ခေါ်ယုံတွေရှိရဲဒီထက်ထုံမှုအဲ့လိုကိုယ့်ရဲ့ single နဲ့ပတ်သက်ဆိုင်ရာယုံတွေမှာသွားပြီးတော့ယူလို့ရပါတယ်အဓိကတော့ passport အနီရောင်နေဆိုရင်တော့ကျွန်တော်တို့ဒီထက်တို့ထုံမှုလို့ဆိုတော့ဖုန်းနေရာကိုထုတ်လို့ရတယ်ပေါ့နော်ဒီတခြားတော့ CI တို့ပိုင်းအောင်ကတ်လို့ဆိုရင်တော့ယုံထဲမှာသွားထုတ်မှသာလင်ရတာဖြစ်ပါတယ်ဗျာအဲ့တော့ကျွန်တော် ban software တွေကြတော့ကျွန်တော်တို့ဆိုရင်တော့ဒါပိုင်းအောင်ကတ်နဲ့ဖွင့်ထားတာပဲကျွန်တော်တို့ဒီကုန်ထိုင်ဘန်တွေဆိုလဲဒါပေမဲ့ဘာမှမဖြစ်ဘူးပေါ့နော်သုံးနေတာအခါမှလည်းလုံးမကြောက်ထွက်လည်းမထွက်သွားဘူးပေါ့နော်အဓိကတော့တေချာကိုရဲ့ဒီ software ပေါ့နော်ဟိုပြောမယ်ဆိုရင်ဒီမျိုးအဲ့ဒါတက်နေတဲ့အချိန်မှာဘာမှမလုပ်ပါနဲ့လို့ပဲပြောချင်ပါတယ်ဗျာအဲ့တော့အားလုံးပဲဒီလက်ရှိပေါ့ဘန်ဖွင့်ဖို့အားကျတော့ကျွန်တော်တို့ဒီတော်တော်များဘန်ပေါင်းစုံချော့ကာစီကွန်တို့ SCB တို့လိုချင်ကြတယ်ကျွန်တော်တို့မှကျတော့မရသေးပါဘူးပေါ့နော်ကျွန်တော်တို့အဓိကဖွင့်ပေးတာတော့အခုလက်ရှိမှာဆိုတော့ဝန်ဆောင်ပေးရတော့ကုန်ထိုင်ဘန်တစ်မျိုးပဲရပါသေးတယ်ဖွင့်ချင်တယ်ဆိုရင်တော့CB မှာအသေးစိတ်မေးမြန်းနိုင်ပါတယ်ကျွန်တော်ချုံဝူလီဘက်မှာလည်းဖွင့်ပေးတယ်ကျွန်တော်ဘန်ကောက်ထဲမှာလည်းဖွင့်ပေးပါတယ်ဗျာ